တခုသောဘဝတုန်းကဦးဇင်းတို့ဘုရားလောင်းကြီးကရှင်မင်းကြီးတစ်ပါးရဲ့ပရောဟိတ်အမတ်ကြီးရဲ့သားဖြစ်တယ်နာမည်ကလောမကတ္တပါတဲ့ဘုရင်ကြီးမှလည်းပဲသားတစ်ယောက်ရှိတယ်ဗြဟ္မတ္ထတဲ့အဲ့ဒီဘုရင်ကြီးရဲ့သားမင်းသားလေးနဲ့ဦးဇင်းတို့ဘုရားလောင်းကငယ်ငယ်လေးတွေကစလက်ပင်ဖက်ပြီးတော့အတူတူကြီးလာတာနောက်တော့ရှင်ဘုရင်ကြီးနဲ့ရွာစာကံတော်ကုံတော့ဗြဟ္မတ္ထမင်းသားကရှင်ဘုရင်ဖြစ်မှာပေါ့နော်အဲ့ဒါလိုဘုရင်ကြီးနဲ့ရွာဆံပြီးဗြဟ္မတ္ထမင်းသားလေးရှင်ဘုရင်ဖြစ်တော့မယ်ဆိုတာလေဘုရားလောင်းကတိလဲတိရောဘာစဉ်းစားလဲဆိုတော့ဒီငါတငယ်ချင်းရှင်ဘုရင်ဖြစ်ရင်ငါကိုလည်းယာတုဌာနနတတွေလက်လာပါတွေနဲ့တေချာပေါက်ချီမြောက်တော့မှာပဲတဲ့အဲ့ဒါတွေရလာရင်အဲ့ဒါတွေပြည့်စုံလာရင်အဲ့ဒီကိစ္စတွေလုံးပန်းနေရတာနဲ့မြင့်မြတ်စင်ကြယ်တဲ့အေးချမ်းတဲ့အလုပ်ကိုငါလုံးနိုင်မှာမဟုတ်ဘူးဒါကြောင့်အဲ့ဒါတွေမရသေးခင်မှာခက်မသွားသေးခင်မှာငါဘာလုပ်မလဲဆိုဆုံးဖြတ်ချက်ချတယ်ဗျသိလားဘာလုပ်လဲဆိုတော့ပိုင်ဆိုင်မှုတွေပတ်သက်မှုတွေအကုန်စွန့်ပြီးတော့ဟိမွန်တာကိုဘယ်သူမှမပြောဘဲနဲ့အသာလေးတယောက်တည်းထွက်သွားတာအိုးစရာမကောင်းဘူးလားကောင်းတယ်နော်မြင့်မြတ်တာကိုလှုပ်ဖို့အတွက်အနှောင့်အယှက်ဖြစ်မှာဆိုလို့အနှောင့်အယှက်မလာခင်ကစပြီးတော့ကြိုးပြီးတော့ထွက်သွားတာဒါသူတော်ကောင်းတို့ရဲ့အမြင်ပေါ့ဒကာဓမ္မတို့ဦးဇင်းတို့တွေကတော့ဒါတွေကိုပဲကိုကတမျက်တနိုးနဲ့တကယ့်ကိုခရခစစ်ကြခုကြခဲလိုက်ပြီးတော့ရှာနေရတာကိုဗျဟုတ်လားအဲ့ဒါနဲ့သူကတိုးတဲ့ရောက်တော့9ရက်လောက်အတွင်းမှာပဲဇံအပိန်ရှင်ချမ်းသာနဲ့သူပြည့်စုံတယ်အဲ့ဒီဘဝမှာဘုရားလောင်းကြီးကအင်မတန်အကျင့်ပြင်းထန်တယ်လို့ဆိုတယ်အဲ့ဒါလိုအကျင့်ပြင်းထန်တော့ဘုရားလောင်းရဲ့တကူအရှိန်ကြောင့်တရားမင်းရဲ့ပန္တုကပလာမြတ်ကြောက်ဖြာတင်းမာပူနွေးတဲ့အချင်းရာကိုပြတယ်လို့ဆိုတယ်ဒါကစာလို့ပြောတာပေါ့နော်အဲ့ဒီမှာတရားမင်းကဒီယသိသူမြတ်ဟာဒီလောက်ပြင်းပြင်းထန်ထန်ကျင့်နေတာဟာငါနေရာကိုရည်ရွယ်ထားပုံရတယ်လို့သူ့နေရာပြောက်မှာကိုစိုးရိမ်တာတရားကအဲ့ဒါနဲ့ဘာလုပ်လဲဆိုတော့ဒါနှစ်ပေါင်းတော်တော်ကြာလာပြီဒီအဖြစ်ဖြစ်လာတာကနော်အဲ့ဒါဗြဟ္မတရှင်ဘုရင်ကလည်းတော်တော်ကြီးတောင်အသက်ကြီးပြီပေါ့အဲ့ဒါဗြဟ္မတရှင်ဘုရင်ရဲ့အိယာတိုက်ခန်းကိုညသကောင်လောက်မှရောက်လာတာတရားမင်းကရောက်လာပြီးတော့ငါလိုမအိုမနာမသိအမြဲတမ်းတရားစည်းစိမ်လိုမျိုးချမ်းသာတဲ့စည်းစိမ်ကိုသင်ရခြင်းသလားလို့မေးတာရခြင်းတော့ဘုရင်ကြီးကလည်းရခြင်းကြောင်းမှာရခြင်းရင်ဘာလို့ရမလဲဆိုတာကိုအမိန့်ရှိပါဆိုတော့တင့်ရဲ့တငယ်ချင်းလောမကတ္တပကိုနန်းတော်ခေါ်ပြီးတော့အခြေလေးချောင်းရှိတဲ့တိရစ္ဆာန်တွေကိုလေပင်ဖြတ်စီပြီးတော့ရစ်ပူတော်စီမယ်ဆိုလို့ရှိရင်တင့်ကိုအဲ့လိုစည်းစိမ်ချမ်းသာနဲ့ပြည့်စုံအောင်ငါဖန်တီးပေးမယ်လို့တရားမင်းကအဲ့လိုပြောတာပြောတော့မနဲ့လင်းလာတော့ဘုရင်ကြီးကတေရအမတ်ကိုခေါ်ပြီးတော့ဘုရားလောင်းစီကိုလွှတ်တယ်အကျိုးအကြောင်းပြောပြပြီးတော့ပေါ့လေအဲ့ဒါတော်တဲ့ရောက်ပြီဆိုတော့တေရအမတ်ကဘုရားလောင်းကိုလျှောက်တော့ဘုရားလောင်းကမတရားမှုကိုပြုတ်ပြီးမှရမယ်ပြည့်စုံခြင်းကိုငါဆက်ဆုပ်လှတယ်တဲ့ဘုရားလောင်းကပညာရှိသူတော်ကောင်းတွေဟာမဟုတ်တာလုပ်ပြီးတော့ရမယ်ပြည့်စုံခြင်းကိုဘယ်တော့မှမမျက်နှိုးဘူးလို့ဘုရားလောင်းကအဲ့လိုပြောတာဒါစိတ်ရင်းအတိုင်းပြောတာနော်သူဘယ်လိုနည်းနဲ့မှအဲ့ဒီတိရစ္ဆာန်တွေကိုလည်းပင်ဖြတ်ပြီးတော့ရစ်ပူဇော်ရာကိုသူမလိုက်နိုင်ဘူးပေါ့အဲ့လိုပြောတော့တေရအမတ်ကလက်လျှော့ပြီးတော့ပြန်လာနန်းနဲ့ရောက်တော့ဘုရင်ကြီးကိုအကြောင်းဆုံးလျှောက်တော့ဘုရင်ကြီးကလည်းသိတ်ချင်းမြတ်နိုးတဲ့တငယ်ချင်းဆိုတော့သူစိတ်မပိုင်ရင်လည်းနေပါစေဆိုပြီးတော့ထားလိုက်ရောအဲ့ဒါတော်တော်လေးကြာရောတရားမင်းကတခါရောက်လာပြန်တယ်မခေါ်ဘူးလားတင်ဒီစည်းစိမ်ကိုမရခြင်းဘူးလားထပ်ပြီးတော့သွေးဆောင်ဖျားယောင်းပြန်တော့ဘုရင်ကြီးကမနဲ့လင်းတော့တေရအမတ်ကိုခိုင်းပြန်တယ်ဒီတစ်ခါတော့တရားမင်းပေးတဲ့အကြံနဲ့ခိုင်းတာတရားမင်းကဘယ်လိုပေးလဲဆိုတော့ဘုရင်ကြီးကဒီယသိဟာခေါ်မရဘူးဆိုတော့ခေါ်ရခြင်းတယ်ဆိုရင်လွယ်တယ်တဲ့သင်ရဲ့သမီးတော်စန္ဒဝတီဒေဝီကိုယထာပေါ်တင်ပြီးတော့တကယ်လို့လိုက်ခဲ့မယ်ဆိုရင်ဒီသမီးတော်ကိုပေးမယ်လို့ပြောပြီးတော့ခေါ်ပါတဲ့ဒါတရားမင်းသင်ပေးတာပေါ့နော်အဲ့ဒါနဲ့ဘုရင်ကြီးကအမိန့်ရှိတော့တေရမတ်ကစန္ဒဝတီကိုယထာပေါ်တင်ပြီးတော့ဟိမွန်တာကိုဒုတိယအကြိမ်သွားပြန်တယ်ကိုရောက်တဲ့သမီးတော်ကိုယထာထဲမှာထားပြီးတော့ပထမခြေချင်းဆင်းပြီးတော့လျှောက်တယ်ရှင်ဘုရားနန်းတော်ကိုလိုက်ခဲ့ပါအဲ့တော့ငါမလိုက်နိုင်ဘူးအဲ့ဒီလိုပြောတဲ့အချိန်မှာတေရမတ်ကလက်လျှောက်တီးပြီးတော့မင်းသမီးကိုယထာဘော်ကဆင်းစေတယ်အဲ့ဒီမှာဘုရားလောင်းကိုဗာဆက်ပြောလဲဆိုတော့အရှင်ဘုရားတကယ်လို့လိုက်ခဲ့မယ်ဆိုရင်ဒီသမီးတော်ကိုအရှင်ဘုရားကိုပေးမယ်ရှင်ဘုရားရလိမ့်မယ်အဲ့ဒီမှာဘုရားလောင်းကချအပ်သောမျက်လွှာကိုဖွင့်ပြီးတော့ကြည်တယ်တဲ့ဒါလေးပါတယ်သိလားအဲ့ဒါလိုလဲကြည်လဲပြီးရောဆုံးဖြတ်ချက်တစ်ခါတည်းကြားတယ်ငါနန်းတော်ကိုလိုက်မယ်တဲ့
အဲ့ဒါနန်းတော်ကိုပြန်တော့ဘုရားလောင်းကတော့အရင်ယထာတဲ့ကိုရောက်နေတယ်လို့ဆိုတယ်ဟုတ်လားအဲ့တော့ဦးဇင်းကစဉ်းစားကြည့်တယ်မြတ်စွာဘုရားဟောတာလေးကိုနော်စဉ်းစားကြည့်တယ်ဒီယတိသူမြတ်တယ်အင်မတန်အဆင့်မြင့်တဲ့အတန်းအစားကနေပြီးတော့ယတိဝေလာတာနော်သူ့မှာစည်းစိမ်ချမ်းသာနဲ့လည်းပြည့်စုံတယ်ဒီအာယုံ၅ပါးကိုသူအလိုရှိသလောက်လွယ်လွယ်ကူကူမရနိုင်ဘူးလားရနိုင်တဲ့ဘဝကနေသူလာခဲ့တာတော်တဲ့ရောက်တော့လည်းပဲတာမန်လူတွေမခံစားနိုင်တဲ့ဇန်ချမ်းသာကိုသူမခံစားဘူးလားခံစားတယ်ဘယ်လိုပဲကြည့်ကြည့်အင်မတန်အဆင့်မြင့်တဲ့ပုဂ္ဂိုလ်တူတယောက်ဟုတ်လားသို့တော့တည်ငါအတွင်းမှာကြုံတွေ့လာတဲ့ယူပါယုံအဟုန်ကိုတီးမခံနိုင်လို့ဘုရားလောင်းရဲ့မျက်လုံးသမုဒ္ဒရာဟာကာမတဏှာဒီဟုသောဝဲလဲသွားတာအဲ့ဒီဝဲတွေကိုလဲသွားတော့ပြန်ပြီးတော့ထွက်ဖို့လွယ်သေးသလားမလွယ်ဘူးဟုတ်ရဲ့လားဒါဘုရားလောင်းတော့ပြန်မထွက်နိုင်ဘူးနော်မထွက်နိုင်တော့အဲ့ဒါနန်းတော်ကိုရောက်လာတာနန်းတော်ရောက်လာတော့ဒေါသလှိုင်းကြီးတွေလည်းသူထန်လိုက်အောင်မယ်ဟုတ်လားဆက်ပြီးတော့နားထောင်ကြည့်နော်ဒါကာမဝဲတွေကသူမထွက်နိုင်ဘူးလိုက်လာတယ်ခိုးရောက်တဲ့အခါကျတော့ဘုရင်ကလည်းပင်တွဲခေါ်သွားပြီးတော့ရစ်ပူဇော်ဖို့ပြင်ဆင်ထားတဲ့နေရာကိုခေါ်သွားတယ်ခိုးလဲရောက်သူ့ကိုတန်လျက်အပ်တယ်အဲ့ဒါဘုရားလောင်းကတန်လျက်ကြီးကိုကိုင်းပြီးတော့ဒီတတ္တဝါတွေကိုသူတတ်မှာဟုတ်ရဲ့လားဒါယူပါယုံအဟုန်ကြောင့်ဆက်ပြီးတော့ဖြစ်လာတဲ့လှိုင်းနေပေါ့ဟုတ်ရဲ့လားအဲ့ဒီမှာဦးဇင်းတို့တိုင်းသူပြည်သားတွေကဝိုင်းပြီးတော့អော်ကြတယ်လို့ဆိုတယ်ဘိုးအချင်းတို့လာဟာအားရှိတယ်လို့ကြားဘူးတယ်နေဟာအားရှိတယ်လို့ကြားဘူးတယ်သမုဒ္ဒရာကြီးတွေဟာအားရှိတယ်လို့ကြားဘူးတယ်အဲ့ဒါတည်းပို့ပြီးတော့ယတိယဟန်တွေဟာပို့ပြီးတော့အားရှိတယ်လို့တို့ကြားဘူးတယ်တဲ့အခုသန္နာဝရီမာတုကာမဒီဟုသောအကြောင်းကြောင့်အားရှိတယ်ဆိုတဲ့ယတိယဟန်ရဲ့အားဟာဘယ်ရောက်သွားပြီလဲဆိုတဲ့သဘောမျိုးနဲ့ဝိုင်းអော်ကြတာတဲ့အဲ့ဒါလည်းဘုရားလောင်းကရှေ့ရကောင်းမှမသိဘူးဟောရှုပ်ထွေးကုန်ပြီနော်ဒီကရမတို့စဉ်းစားနော်ဒီသုတ်တန်တစ်ခုလုံးနဲ့ရှင်းပြီးတော့စဉ်းစားနော်ဒုတိယသုတ်တန်မှာတော့ယူပါယုံကိုသမုဒ္ဒရာလို့ဟောတယ်နော်အဲ့ဒီထဲမှာနစ်တယ်နစ်ပြီးရင်ရှုပ်မယ်ရှုပ်ပြီးရင်အပေတန်တရားကမလွတ်မြောက်နိုင်ဘူးခုဘုရားလောင်းရဲ့ဘဝဟာဘာဖြစ်လာပြီတော့ရှုပ်ထွေးသွားပြီဟုတ်ရဲ့လားအဲ့ဒါလို့ရှုပ်ထွေးသွားပြီအဲ့ဒါလို့နဲ့တခါတည်းသူနောက်မဆုတ်ဘူးအဲ့ဒီတန်လေကြီးကင်ပြီးတော့ကဲအကုန်လုံးပြင်ဆင်ထားတဲ့နောလာဥဒ္ဒဘာတွေရှင်ယရနာတွေမြင့်ယရနာတွေတတ်မယ်ပေါ့အဲ့ဒါနဲ့ပထမဦးဆုံးသူကဘာတတ်ရမှာတုံးဆိုတော့ရှင်ယရနာကိုတတ်မယ်ရှင်ယရနာကရစ်တွင်းဘဝမှာဒုထောင်ပြီးတော့အရန်တဲ့အနေထားပြင်ဆင်ပေးထားတာအဲ့ဒါဘုရားလောင်းကတတ်မယ်လည်းပင်ဖြတ်မယ်ဆိုပြီးတော့တန်လျက်ကြီးကိုခြီတော့အဲ့ဒီရှင်ယရနာကကြောက်လွန်းလို့အတင်းអော်တယ်တဲ့အဲ့ဒီမှာစင်ကြီးကអော်တော့မြင်းတွေကអော်တယ်နွားတွေကអော်တယ်နောက်တော့လူတွေကပါဝိုင်းអော်ကြတော့အင်မတန်ကြောက်မက်ဖွယ်ရကောင်းတဲ့အတန်ကြီးစူးစီးမိသွားတာအဲ့ဒီကြတော့မှဘုရားလောင်းကတတိယသွားတာဟုတ်ရလားအဲ့ဒီတတိယသွားတော့မှတန်လျက်ကိုအောက်ပစ်ချပြီးတော့တင့်ရဲ့သမီးဟာတင့်ရဲ့သမီးပဲဖြစ်ပါစေအင်မတန်ရှုပ်ထွေးမှုတွေကိုဖြစ်စေတဲ့ဒီကိလေသာတရားတွေကိုအမြစ်ကပယ်တတ်နိုင်အောင်ငါကြိုးစားတော့မယ်ဆိုပြီးတော့ဘုရားလောင်းကတဖန်ပျောက်သွားတဲ့ဇံအပိညင်ကိုကတိုင်းပရိကအဲ့ဒီနားနဲ့ပြန်စီးပြန်ပြီးတော့ပြန်ရတယ်လို့ဆိုတယ်ပါရမီပြည့်တဲ့ပုဂ္ဂိုလ်မှုတော်သေးတာပေါ့နော်အဲ့တော့ဦးဇင်းတို့စဉ်းစားရရှိတာကဒီလှိုင်းတွေဝဲတွေမထမ်းအောင်မလဲအောင်ဆိုတာတော်ယုံတန်ယုံအစွမ်းနဲ့မရနိုင်ဘူး